ဒီနေ့ချက်မဲ့မနူလေးကတော့ကြက်သေးမြစ်ပေါ့နော်ကြက်သေးမြစ်ကိုကျမကနှက်ထားတာပေါ့နော်မချက်ခင်တညမှာကျမကစားစနစ်အချုံမဟုတ်မဆလာလေးနဲ့ပါနှက်ပြီးတော့ရေခဲတက်တာလေးတင်ထားတယ်ပေါ့နော်ပြီးလို့ရှိရင်အာလူတွေကအစင်နဲ့စားလေးနဲ့နေထားတယ်နောက်တစ်ခုကတော့ကြက်သွန်ဖြူနဲ့ဂျင်းကိုမြုပ်လေးနဲ့ထောင်းထားတယ်ကြက်သွန်ဖြူလေးလည်းပါတယ်ကြက်သွန်ဖြူဂျင်းမြုပ်လေးထောင်းဒါလေးတွေအစင်နဲ့ပေါ့နော်ကျွန်မစီပူလာနဲ့ထည့်ပြီးတော့စီတက်ပါတော့မယ်ရှင်ရင်းနှီးလေးရတဲ့အစင်နဲ့ကြိုပြီးပါပြီလို့ကြက်တဲမြစ်စီပြန်ကိုအာလူလေးနဲ့ရောပြီးတော့ဟင်းကောင်းတစ်ခွက်ချက်ပါမယ်ရှင်ဒီနေ့အားလုံးသိကြတဲ့အတိုင်းပဲမြန်မာရင်းချက်တဲ့နေရာမှာစီတက်တာအရန်ကိုအရေးကြီးပါတယ်စီလေးကိုကြက်သွန်လေးအထူးသဖြင့်ကြက်သွန်လေးပေါ့နော်ကြက်သွန်လေးကိုနွမ်းသွားတဲ့အထိမှုေးလာတဲ့အထိကိုစီကိုတခြားတက်ပြီးကြော်ပေးပါမယ်ရှင်သူစီတက်ပြီးတော့သူနွမ်းသွားပြီဆိုတော့မှကျွန်မကဒီကြက်သွန်ဖြူကိုထည့်ပါမယ်နော်စီတက်တာကတော့အချိန်လေးပေးပြီးတော့မီးအေးနဲ့တက်ပြီးပါနော်ဘာဖြစ်လို့ဆိုတော့ကြက်သွန်ဒီလေးကမချက်သေးပဲနဲ့တူးသွားမှာဆိုလို့ပါရှင်ဒီမှာသမင်းရတော့ထိုင်းကြတိုင်းစိတ်ကလေးရှည်ပြီးတော့စီတက်မှလာရတာကောင်းကောင်းဟင်းတော့ကိုရရှိမှာဖြစ်ပါတယ်လို့ချက်သွန်ကြော်လေးကစီတက်ထားတာလေးကနွမ်းသွားပြီဆိုလို့ရှိရင်ကျမကချက်သွန်ဖြူလေးကိုထည့်ပြီးတော့စီတက်လိုက်ပါတယ်အချိန်ထဲမှာပဲကျမငန်းပြာရည်နဲ့ရတာမဟုတ်ဘူးထည့်ပြီးတော့ဒီအနှစ်ကလေးကိုရတာရှိအောင်ညှိလုပ်ပါမယ်ရှင်အခုလိုမျိုးကြက်သွန်ဖြူနေချင်းစီတက်တာလေးကမှုေးဝပြီဆိုလို့ရှိရင်เนาะတော်တော်လေးဒီမှာမှုေးနေပါပြီအရာအနှံ့လေးရပါတော့ကျမကြက်အသေးကိုထည့်ပါတော့မယ်ရှင်ကျမရေလုံးဝမစွတ်ပါဘူးရှင်သူ့ကိုလေအဲ့စီတက်နံနေနဲ့ကျမလှိမ့်မအောင်မယ်เนาะကျမစီတက်နံနေနဲ့ကျမလှိမ့်မအောင်မယ်ကျမအဖုံးလေးအုပ်ပြီးတော့ခဏထားထားပါအောင်မယ်ရှင်ကျမတဖန်ပြန်ပြီးတော့ဖုံးလေးဖွင့်ပြီးတော့မဆလာလေးကိုဖြူပြီးတော့မှုေးပေးခဲ့ပါတယ်เนาะအခုလိုမျိုးအသားလေးတွေကကျစ်လာပြီးတော့မှုေးလာပြီဆိုလို့ရှိရင်တော့ကျမကဒီစုံစည်းရည်လေးကိုထည့်လိုက်ပါမယ်နော်ကျမအသားလေးတစ်ဖန်ပြန်ပြီးတော့အုပ်ထားခဲ့ပါမယ်ရှင်အခုလိုမျိုးကြက်သေးလေးကစီပြန်ပြီးတော့ချစ်သွားပြီဆိုလို့ရှိရင်ကျမအာလူးလေးထည့်လိုက်ပါမယ်နော်အာလူးလေးထည့်ပြီးရောပြီးတော့ခဏနှက်ထားပါမယ်ဒီလိုအနေထားလေးရောက်ပြီဆိုရင်ကျမရေးလေးနဲ့ထည့်ဆက်ပါမယ်နော်အားလေးရေးရအောင်ပါပြီးလို့ရှိရင်ပုံလေးခဏအုပ်ထားမယ်ကဲကြက်သေးအာလူးစီပြန်ရင်းလေးရပါပြီဒါကတော့ဒီနေ့